ကျွန်တော်ရဲ့ Micro Survival Series Episode 1နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ episode ကတော့ကျွန်တော် Micro version ငယ်ဆုံးမှာကျွန်တော်လုပ်ထားတာပေါ့ဗျာဒီ Micro version ကကျွန်တော်ယူရမလို့ထင်ပါတယ်ကျန်ကြာ Micro version တွေကကျွန်တော်ဖုန်းမနိုင်ဘူးဗျာကျွန်တော် version ကိုနှိမ့်ချလိုက်ပြီးတော့ကျွန်တော်ဒီ version ကိုရွေးပြီးတော့ Survival Series လုပ်ရတာပေါ့ဗျာအရင်ဆုံးတော့ကျွန်တော်ဖျက်တီးတွေကိုကိုပြီးတော့ကျွန်တော်လှုပ်ရှားရှိတာတော့တပည့်ခေါ်ပါမယ်ဒီတပည့်ခေါ်တာတော့လူတိုင်းသိကြပါတယ် Micro player တွေသိကြပါတယ်ဒါကျွန်တော်တပည့်ခေါ်လို့ပြီးတာနဲ့ credit ပဲကိုကျွန်တော်လှုပ်လိုက်တယ် credit ပဲလှုပ်ပြီးတော့ stake ကိုလှုပ်လိုက်ပါတယ်ခင်ဗျာဒါလေးလှုပ်ပြီးတော့ကျွန်တော်package ကို credit ပြီးတော့ကျွန်တော်ကြောက်ကိုစပြီးတော့တူးပါတယ်ခင်ဗျာကျွန်တော်ကြောက်တူကိုလွှဲရတာပဲအိုင်းတွေတွေးခဲ့တယ်ကျွန်တော်ဒါနဲ့ကျွန်တော်အောက်ကိုတူးချလိုက်တာကျွန်တော်တိမ်မလို့တောင်ဖြည့်သွားခဲ့ရပါတယ်ခင်ဗျာ mind drain တဲ့ကိုရောက်လာခဲ့တယ်ဒါပေမဲ့ကျွန်တော် early game ပိုင်းဖြစ်နေတော့ကျွန်တော်လည်းမစင်းသေးဘူးဗျာ mind drain မတွားသေးဘူးအဲဆိုကျွန်တော်ကြောက်ပဲဒီက mind လိုက်ပါတယ်ပြီးတာနဲ့ကြောင်းမိုင်းလို့ပြီးတာနဲ့ကျွန်တော်ပေါ်တက်လာခဲ့ပါတယ်ခင်ဗျာပေါ်တက်လာပြီးတော့ credit ဘက်ထဲမှာကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေကို crap တင်နေပါတယ်ခင်ဗျာကျွန်တော်မှားပြီးတော့ကျွန်တော် pick and နှစ်ခု crap မိသွားပါတယ်ဒါပေမဲ့ရတယ်နောက်ကျရင်3ဝင်လာမှာပဲ okay ဆိုတော့ကျွန်တော် IO တွေကိုတူးလိုက်ပါတယ်ခင်ဗျာပြီးတာနဲ့စာတွဲကိုလိုက်ရှာပါတယ်ကျွန်တော်ရှောက်သွားတဲ့နေနဲ့ကျွန်တော်ဖျဲသီးတွေတွေ့ခဲ့ပါတယ်အများကြီးကျွန်တော်တွေ့ခိုင်လေးဆိုတော့ကျွန်တော်အတကုန်းတမလာခဲ့ပါတယ်ပြီးတော့ minor တဲ့တွင်တွေ့ရလို့ကျွန်တော်ဝင်သွားပြီးတော့အမှရှိရဲ့ iron တွေကိုကျွန်တော်အကုန်တူးလာခဲ့ပါတယ်ပြီးတာနဲ့ကျွန်တော် IO တွေမိုင်းလို့ပြီးတာနဲ့ကျွန်တော်ပေါ်တက်လာခဲ့ပါတယ်ခင်ဗျာကျွန်တော်နဲ့အန်ကိုက်တဲ့အိဆောက်ဖို့နေရာလေးတစ်ခုကိုတွားရှာရင်ကောင်းမယ်ထင်တယ်ဗျာ okay အဲ့ဒါတွားရှာလိုက်ကြအောင် let's go တွားရင်နဲ့ကျွန်တော်နဲ့အန်ကိုက်မဲ့နေရာလေးတစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်ဒီနေရာလေးကတကယ်မိုက်တာဒီစင်ကောင်းမဲ့နေရာလေးဒီမှာရှိမလားမသိထက်တွားရှာကြည့်မယ်ရောက်ရေးဒီဘက်မှာတော့မြေပြက်ပဲရောက်ဟဲ့အောင်ခုနနေရာတော့ကောင်းမှမထင်ဘူးဟိုဘက်ကရောက်ရေးဒီနေရာဒီစာခုနနေရာပဲကောင်းမှထင်ဒီမှာရှူဂါခင်းတွေတွေ့လို့ယူသွားမှာကွာဒီမှာဟုတ်တယ်ဒီနေရာလေးကတော့တင်မကြိုက်ဘူးဗျာခုနနေရာကိုကျွန်တော်တကယ်ကြိုက်သွားပြန်သွားမယ်ကွာကျွန်တော်အနေနဲ့ဒီနေရာကိုကျွန်တော်ကြိုက်တွေ့သွားခဲ့ပါတယ်ပြီးတော့ဒီနေရာမှာစကန်ချကိုကျွန်တော်လုပ်ရပါတယ်ကျွန်တော်ဒီမိုဘိုင်လေးကိုကျွန်တော်ယာယီဖြစ်နေဖို့ကျွန်တော်ဒီကောင်ကိုနည်းနည်းလေးဆောက်လိုက်ပါတယ်
ကျွန်တော်အနေနဲ့ဒီကရလုံးတဲ့ကျွန်တော်မနေ့တနေ့မှာကျွန်တော်ဆောက်တာလေမနေ့တနေ့မဟုတ်ခိုးပဲဆောက်လို့ပြီးရတယ်တညပဲတဲရသေးရကွာခွေပါလာဖောက်ခွဲတာမိုးမှငါတင်းပြီလေကွာကျွန်တော်အနေနဲ့ဒီမိုဘယ်မှာကနေနေဘူးကမဖြစ်နိုင်ဘူးဗျာဒီမိုဘယ်မှာမိကိုနေတာတော့ကျွန်တော်တည့်ရရှိတယ်ဒါပေမဲ့ကျွန်တော်အတွက်လိုချုံစီမဲ့အိမ်တို့တော့ကျွန်တော်ဆောင်းမကိုရမှာဗျာနေရာလေးကိုတော့ဒီနေရာကိုပဲရွေးမယ်ရှင်းလိုက်မယ်ပေါ့ဗျာဒီနေရာကိုရှင်းလိုက်တော့ကောင်းမှာတင်โอเคအဲ့ဒါကိုစရှင်းကြအောင် let's go ကျွန်တော်ကရှိနေတဲ့အိုင်ယိုတွေကိုကျွန်တော်အနေနဲ့အာမာတွေ crab ကိုကျွန်တော်လုပ်ပြီးတာဒီရအိုင်ယိုနဲ့လုပ်ရတဲ့ပစ္စည်းတွေကျွန်တော် crab ကိုအင်သွားလိုက်ပါတယ်နောက်ဆုံးကျွန်တော်အိုင်ယိုဖူအောင်မှာရခိုက်ပြီဗျာပြီးတာနဲ့ကျွန်တော်အေကိုဘယ်လိုဆောက်ရမလဲဆိုတော့ကျွန်တော်ထိုင်စဉ်းစားနေခဲ့ပါတယ်ကျွန်တော်အေကိုတော့ဘယ်လိုဆောက်ရမလဲဆိုတော့ကျွန်တော်သိသွားပြီအဲဆိုအေကိုဆောက်လိုက်ကြအောင် let's goကျွန်တော်အနေနဲ့အချောတက်တာကိုတော့ကျွန်တော် bro ကိုကျွန်တော်မပြလိုက်ဘူးကျွန်တော်ဗီဒီယိုကြီးကတားရှိနေမှာဆိုကျွန်တော်လိုက်ပြပါဗျာဒီမှာဒီလိုလေးတို့ထားကျွန်တော်10ခုတန်ပေါက်ပြီးရှောက်ပြီးတော့လိုက်လို့တာဗျာကျွန်တော်လည်းဒါတိတ်ကျွန်တော်တိတ်ပြီးတော့မဆောက်တတ်ဘူးဗျာထက်တွင်းလည်းပြမယ်ဆိုတော့ကျွန်တော်တွင်းမှာတော့ဘာမှမရှိဘူးဒီဖက်မှာတခန်းရှိရောဗျာဒါကျွန်တော်နေမဲ့ခန်းရောဗျာပြီးတော့နောက်ထပ်ပေါ်ကတစ်ထက်ရှိသေးတယ်ဗျာပေါ်ကတော့ပစ္စည်းတွေထားမှာဗျာ chest တွေဘာညာရှူရှောင်းထားမှာပေါ့ဗျာပုံမှာ okay အဲ့ဒါဆိုဒီအိမ်ထဲကိုကျွန်တော်ပစ္စည်းထည့်မယ်အကုန်တော့မထည့်ဘူးဗျာကျွန်တော်အဲ့ရတလုံးပဲထည့်ထားမှာပေါ့ဗျာနောက်ကြမှာနောက်ကြမှာကျွန်တော်လုပ်တော့မယ်နောက်ဆိုတော့တင်လေမှာကျွန်တော်အိတ်ခွေရခဲ့ရ let's go ဆိုမှပြောတယ် okay တော့အဲ့ရလေးချမယ်ဒီညတော့ကျွန်တော်ပြပြရွှင်ရွှင်လေးနဲ့မယ်အေးရဝင်တော့မှာဖြစ်ပါတယ်ကျွန်တော်မနေ့ရောက်တာနဲ့ကျွန်တော်
ဒီမှာ sugar cane ကျွန်တော်မှတော်တော်ရှိနေဗျာဒီကောင်လေးရိတ်ပြီးတော့နောက်မျိုးပွားရေကောင်းလားမသိဘူး okay မျိုးပွားရေကောင်းတယ်ကျွန်တော်ရဲ့အိမ်လေးကိုရှေ့တာထဲကြည့်တော်တော်မဲပိုပဲရှေ့တာထဲကြည့်မယ် oh damn တကယ်လှလာရောက်ဒီမှာကြည့် oh my god ရောက်ရေးတကယ်မိုက်တယ်ရောက်ရှီလာနီးနဲ့တကယ်ကျွတ်စင်ကျွတ်ထွက်နေတာရောက်ရေး oh တကယ်မိုက်တယ်ရှီလာကြီးကကျွတ်ထွက်နေတာကျွန်တော်အိမ်ကကျွတ်ထွက်နေတာဒီပေါ်နေဒီမှာရှုခင်းနေဘာညာလာကြည့်လို့ရတယ်ကွာတော်တော်လေးမိုက်တယ်ရောက်ရှီလာလေတကယ်တော့ရှုပ်လို့မရဘူးရောက်ဘာရှင်းငယ်စားရှီလာသူပဲတကယ်သူ့အနေသူတော့မိုက်တယ်ရောက်ရေး oh ဒီမှာကြည့်ပြင်ထွက်ကြည့်မယ်ကျွန်တော်ဟိုဖက်နေတွားကြည့်ရင်တကယ်မိုက်မယ်ပုံကျွန်တော်ဆုံးဆွဲပြီးတွားကြည့်မယ် okay okay ဘယ်နေရာကြည့်ကောင်းမလဲမသိဘူးရှေ့တွားကြည့်မယ်ဗျာကျွန်တော်အိမ်နဲ့တက်လေးဆိုကောင်းမယ်ထင်တယ်ဗျာဒါမှကျွန်တော် stay လာတူ okay ဒီနေရာကြီးကောင်းတယ်ဆွဲကြည့်မယ်အိုးရောက်မိုက်တယ်ရောက်ရေးဒါမိုင်းရအနေဆိုပါရှင်နော်ပြရှီတာလည်းကျွတ်ထွက်နေကျွန်တော်အိမ်ရတော့လမ်းနေတော့မသိဘူးတကယ်ကောင်းတယ်ကျွန်တော်ကြိုက်တွေ့သွားရောဒီကိုဆောင်းကြိုက်သွား okay သွားပြီးတော့ဒီဘက်လေးကြည့်ကောင်းတယ်ရောက်ငါအိမ်ရဘယ်ပဲကြည့်တကယ်ကောင်းနေလိုက်ကောင်းလိုက်ရောက် oh yeah တကယ်မိုက်တယ်ရောက်ကျွန်တော်ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲခင်ဗျာဆုံးနေကြည့်ပေးကြတဲ့ viewer တယောက်ချီစီတိုင်းကိုကျွန်တော်ထူးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေး like subscribe မလုပ်ရသေးဘူးဆိုရှင် like subscribe လုပ်ခဲ့ပေးကြပါဗျာနောက်ထပ် episode မှာပြန်လဲဆုံကြပါမယ်အဲ့လို bye bye ပါ